Bruno Guimaraes အတွက်ပြောင်းရွှေ့ခြင်းပေါင်85တန်းအထိထပ်တိုးပြီးကန်လန်းသွားမယ်အာဆင်နယ်ကဲဒါကျွန်တော်တို့အာဆင်နယ်အသင်းကတော့ဒါလာမဲ့ယာတီတစ်မစခင်ပေါ့နော်ဒီလူခေါ်ယာတီမှာတော့တကယ်ကိုကစားသမားအသစ်တွေကိုခေါ်ယူဖြစ်တင်းဖို့တောက်လျှောက်ဆိုသလိုစီစဉ်နေတယ်ဒါမနစ်ကပရီးမီးယားလိချန်ပီယံဖြစ်ထားတဲ့ဆိုပေမဲ့လည်းဒါကျွန်တော်တို့ဒီပြအာဒေတာနဲ့သူတို့ရဲ့အဖွဲ့သားတွေကတော့ဒီပြောင်းရွှေ့ရာသီမှာတကယ်ကိုတက်တက်ကြွကြွလှုပ်ရှားနေတာကိုတွေ့ရပါတယ်အရင်ဆုံးဒါကျွန်တော်တို့ဒါအသင်းရဲ့အဓိကဘယ်တောင်မှတိုက်စစ်ကစားသမားထရိုဆက်ထွက်ခွာသွားတဲ့အချိန်မှာဒီဘယ်တောင်မှတနေရာအတွက်ပေါ့နော်ဒီ Great လူငယ်တောင်မှန်ကစားသမားလေးကိုပြောင်းရွှေ့ခြင်းပေါင်33တန်းလောက်နဲ့ဒါအမီးရခေါ်ယူထားခဲ့တယ်နောက်ပြီးတော့ဒါပြီးခဲ့တဲ့ရာသီကပေါ့နော်လီဗာပူးဆင်အသင်းကနေအာဆင်နယ်ကိုအငှားနဲ့လာကစားပြီးတော့ဒါဘယ်နောက်ခံလူနေရာမှာတော်တော်လေးခြေစွမ်းပြနိုင်ခဲ့တဲ့ဟင်ကPA ကိုလည်းဒါဒီယာဒီမှာအပိသက်ခေါ်ယူနိုင်ခဲ့တယ်နောက်ပြီးတော့ဂိုးသမားတနေရာအတွက်လည်းဒါကျွန်တော်တို့ Leeds United နဲ့စာချုပ်တက်တန်းကုံဆုံးသွားပြီဖြစ်တဲ့ဒါ Premier League အတွေ့အကြုံရှိတဲ့လူငယ်ဂိုးသမားပေါ့နော်အရန်ဂိုးသမားအရန်နေရာအတွက်ထားမယ်ဒါမက်စလီယာကိုလည်းအလွတ်နဲ့ခေါ်ယူထားပြီးသားဒီလိုကစားသမားတွေဒါခေါ်ယူပြီးသွားပြီဆိုပေမဲ့လည်းဒါတကယ်တော့ဒီ transfer မှာ big signing တခုမှမလုပ်ရသေးဘူးပေါ့နော်အဲ့အတွက်လည်းဒါအာဆင်နယ်အသင်းတောက်လျှောက်ဆိုလို့ကြိုးပမ်းနေတယ်အခုကတော့ဒါ Newcastle အသင်းရဲ့ Brazil ကွင်းလဲလို့ Bruno Guimaraes ပေါ့နော် Brazil ကွင်းလဲလို့ဒီ Bruno Guimaraes ကိုပေါင်85တန်းနဲ့ဒုတိယအကြိမ်ကန်လန်းသွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ဒါပထမတစ်ကြိမ်ကန်လန်းတော့အာဆင်နယ်အသင်းကပေါင်55တန်းနဲ့သွားပြီးတော့ကန်လန်းခဲ့တာပေါ့နော်ဒါပေမဲ့အဲ့တုန်းကတော့ဒါ Newcastle အသင်းကပြောင်းရွှေ့ခြင်းကိုမကြိုက်ဘူးဆိုပြီးတော့ပယ်ချခဲ့တယ်ဒါ Newcastle ဘက်ကလိုချင်တာရှင်းတယ်သူတို့ကပြောင်းရွှေ့ခြင်းကိုတစ်လုံးတစ်ခဲတည်းလိုချင်တယ်ကစားသမားခြေစွမ်းပြမှရလာမဲ့အကျိုးအမြတ်တွေအရစ်ကြတွေအဲ့ဒါတွေကို bonus တွေကိုသူတို့ကတိတ်ပြီးတော့စိတ်ဝင်စားအောင်နောက်ပြီးတော့ပြောင်းရွှေ့ခြင်းကိုလည်းဒါပေါင်တန်း60နဲ့အောက်ကန်လန်းမှုတွေကိုသူတို့ကဒါ Bruno Guimaraes တက်လက်မခံဘူးပေါ့နော်ဆိုတော့ပထမတစ်ချိန် Arsenal အသင်းရဲ့ကန်လန်းမှုကတော့ပယ်ချခံခဲ့ရတယ်ဒါပေမဲ့ Arsenal အသင်းကလက်မလျှော့အာတီတာဒီကစားသမားလေးကိုတော်တော်လေးတော့လိုချင်နေပုံပဲဗျ Bruno Guimaraes ကတကယ်ကို Newcastle အသင်းမှာဒါ Premier League အတွေ့အကြုံလည်းတော်တော်လေးကိုရှိတယ်ဒါပြီးခဲ့တဲ့ကဘာပလားမှာလည်း Brazil အသင်းမှာပုံမှန်ပေါ်ထွက်ခွင့်တနေရာရခဲ့ပြီးတော့ဒါအသင်းအတွက်တော်တော်လေးခြေစွမ်းပြခဲ့တယ်လို့ပြောလို့ရတယ်ဗျ Brazil ကွင်းလယ်မှာ Paqueta Casemiro နဲ့တွဲဖက်ပြီးတော့ဒါquarter final အဆင့်ထိတော့မရောက်ခဲ့ဘူးဆိုပေမဲ့ပြိုင်ပွဲတစ်လျှောက် assistant ၄လုံးရခဲ့တယ်ဒါတော်တော်လေးကိုကောင်းမွန်တဲ့အချက်ပဲပေါ့နော်ဒါ Bruno Guimaraes အနေနဲ့တိုက်စစ်ကိုလိုက်ပါရမှာလဲဒါ Brazil သားပြီးတော်တော်လေးကိုကောင်းတယ်မမထန်ထန်လဲဆော့နိုင်တယ်ဒါ Premier League တွေ့ကြုံနဲ့ရင့်နေဆိုတော့ Arteta တော်တော်လေးကိုသဘောကျနေပုံရတယ် Arsenal ကွင်းလေးကိုပြန်ကြည့်မယ်ဆိုရင်လဲဒါဒီယာဒီမှာ Norgate အသင်းနဲ့လမ်းခွဲသွားပြီဆိုတော့အသင်းမှာဒါကွင်းလယ်မှာဒေါင်းတောင်မြူဆိုလို့ Declan Rice တယောက်ပဲကြံခဲ့တယ်ဗျDeclan Rice ဘေးမှာပေါ့နော်သူနဲ့အဓိကတွဲမဲ့ကစားသမားဆိုလို့ Zouy Mendy ရဲ့ Lewis Kelly ရဲ့ဒီနှစ်ယောက်ပဲရှိတယ်ဗျဆိုတော့ဒါ Bruno Guimaraes ကတေချာပေါဒါ Arsenal အဖြစ်ကျင်နေတဲ့ကစားသမားတယောက်ဖြစ်တယ်55တန်းနဲ့ကန်လန်းထားရာနေပြီးတော့နောက်ထပ်တန်း20ပေါ့နော်နောက်ထပ်တန်း20ထပ်တိုးပြီးတော့85တန်းနဲ့ကန်လန်းတယ်ဆိုကြတဲ့အာဆင်နယ်အသင်းကဒီကစားသမားကိုဘယ်လောက်ထိလိုချင်လဲဆိုတာအရန်ကိုသိတာနေပါတယ်ဆိုတော့ဒါရှေ့မှာ Morgan Roger ရဲ့အပြောင်းရွှေ့ရပြက်ပြက်ခဲ့ပေမဲ့ဒီ Bruno Guimaraes ရဲ့အပြောင်းရွှေ့ကိုတော့ဒါအာဆင်နယ်အသင်းကကဲအာယုံစိုက်ပြီးတော့လုံနေတာဖြစ်တဲ့အတွက်ဒါဘလို့ထင်လဲပြိသက်ကြီးရောဒါမကြခင်မှာဒါ Bruno Guimaraes ကဏ္ဍတယောက်ဖြစ်လာမလားဆိုတာလေဒါ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါခင်ဗျာဘောလုံးပွဲတွေကိုအကောင့်ဖွင့်ဆော့ကစားခြင်းနဲ့ဆိုရင်တော့ Viber number 39 999 26838ကိုဆက်သွယ်ပြီးအကောင့်ဖွင့်ဆော့ကစားလို့ရပါတယ်ခင်ဗျာ